ပြောညံ့တဲ့သူတွေကတောင်းပန်တက်လာခံစားချက်ပေါ်မှာဆုံးဖြတ်ချက်ချလိုက်တာမျိုးမိန်းကလေးတွေအများစုဒီအတွေးပုံစံကွက်ထဲမှာပဲပဲမိနေတာများပါတယ်။နေပိတ်ဆက်ရှိတဲ့သူကိုရှားမယ်။မိဘတွေစီစဉ်ပေးတဲ့သူလည်းယူရမယ်။ဒီလိုမျိုးဘဝအာမခံချက်ကိုတခြားသူစီကယူရမယ်ဆိုတဲ့အတွေးထဲမှာပဲရှိနေကြတာများပါတယ်။ကြာလာတော့မိန်းကလေးတွေအများစုရဲ့စိတ်ထဲမှာဖြစ်သွားတာငါတို့လုံးလုံးဆရာမလို့အချိန်တိုင်းငါတို့ပိတ်ဆက်ရှိတဲ့သူကိုရှာယူလို့ရတယ်ဆိုတဲ့အတွေးဝင်သွားတာပါပဲ။ဒါပေမဲ့တကယ်လိုအပ်တာတခြားသူကိုမှီခိုဖို့မဟုတ်ပါဘူး။ကိုတီးဆောင်နေဖို့ကိုယ့်ရဲ့ဆော့ဖက်ချက်ကိုကိုချနိုင်ဖို့ကိုဘဝကိုဆွဲတင်နေဖို့ဒီຢာတွေကတန်ဖိုးကြီးဆုံးလုံခြုံမှုတွေပါဒီလိုပြောလို့မင်းကမိန်းကလေးအပြည့်ပြောနေတာလားဆိုရင်မဟုတ်ပါဘူးလူအများစုသတ်မှတ်ထားတဲ့ဒီအတွေးပုံစံခွက်ထဲကထွက်ဖို့ပါတခြားသူပေးတဲ့ဘဝဆိုတာအချင်းမီပြုတ်သွားနိုင်ပါတယ်ဒါပေမဲ့ကိုယ်အစွမ်းစားနဲ့တိဆုတ်ထားတဲ့ဘဝကိုတော့ဘယ်သူမှမယူသွားနိုင်ပါဘူးမိန်းကလေးတယောက်ရဲ့တန်ဖိုးကဘသူ့ကိုရခဲ့လဲဆိုတာနဲ့မတိုင်းတာပါဘူးသူဘယ်လောက်ရက်တည်နေလဲဆိုတဲ့အရာတွေပေါ်မှာပဲတိုင်းတာတာပါဆိုတော့ပိုက်မိနေတဲ့အတွေးပုံစံကွက်တည်းကထွက်လိုက်ပါပြောညံ့တဲ့သူတွေကတောင်းပန်တက်လာတော်တော်များများကတောင်းပန်နေဆိုတာအရှောင်ပေးတာကိုယ်တိတ်ကကြားတယ်လို့မြင်တတ်ကြပါတယ်ဒီခံစားချက်ကိုကျွန်တော်နားလည်ပါတယ်တကယ်တော့တောင်းပန်နေဆိုတာကိုယ်အမှားကိုလက်ခံနိုင်တဲ့တတိရှိမှလောက်နိုင်တဲ့အရာတစ်ခုပါကျွန်တော်ဖတ်ဖို့တဲ့စာလေးတစ်ပတ်မှာစာရေးဆရာဘယ်လိုရေးထားလဲဆိုတော့ပထမဆုံးတောင်းပန်တဲ့သူကအရေးကြီးဆုံးဖြစ်တယ်ပထမဆုံးခွေးလွတ်တဲ့သူကတော့အတန်မာဆုံးဖြစ်တယ်ပထမဆုံးမင်းနေတဲ့သူကတော့အပျော်ရှင်ဆုံးဖြစ်တယ်ဆိုပြီးစာရေးဆရာရေးရတယ်ပေါ့လေတကယ်တော့တောင်းပန်နေဆိုတာကိုယ့်ရဲ့တန်ဖိုးကျသွားတာမဟုတ်ပါဘူးအဲ့ဒါကကိုယ့်ရဲ့စိတ်ဓာတ်အစစ်အတန်းကိုမြင့်တယ်ဆိုတာပါဒီနေရာမှာတောင်းပန်နေဆိုတာကလည်းတမန်တကာမှားပြီးတောင်းပန်တာမျိုးတော့အဖြစ်သေးဘူးပေါ့လေတခါတလေစကားလေးတစ်ခုနဲ့ဆက်ဆံပြေလေသွားနိုင်ပြီမဲ့မာနတစ်ခုကြောင့်လူကောင်းတစ်ယောက်ကိုဆုံးရှုံးသွားနိုင်ပါတယ်မက်ဆွေအမျိုးကရောတောင်းပန်တဲ့သူကတကယ်ပြောညံ့တဲ့သူလားဒါမှမဟုတ်တန်မာတဲ့သူလားဆိုတာကောမမရေးခဲ့လို့ရပါတယ်ခံစားချက်ပေါ်မှာဆုံးဖြတ်ချက်ချလိုက်တာမျိုးလူတွေကတနေ့ကိုဆုံးဖြတ်ချက်ပုံ3-5,000ကျော်လို့ချတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီအတည်းကတချို့ဆုံးဖြတ်ချက်တွေကြတော့စဉ်းစားပြီးချတာမဟုတ်ပါဘူးခံစားချက်ပေါ်မှာမူတည်ပြီးတော့ချလိုက်တာတွေပါဥပမာဒေါသထွက်နေတဲ့အချိန်ပြန်ပြောတဲ့မပြောတဲ့မစဉ်းစားပဲတောက်ပြန်မိလိုက်တာမျိုးတရရုပ်ဆက်ဆံတဲ့ပုံမကြိုက်လို့တနေ့ငါဒီလိုပြန်လုပ်မယ်လို့စိတ်ထဲမှာဖြတ်ကနေဆုံးဖြတ်မိတာမျိုးတို့ဒီလိုရုပ်တရက်ဖြစ်လာတဲ့ခံစားချက်တွေပေါ်မှာချလိုက်တဲ့ဆုံးဖြတ်ချက်တွေကမခိုင်မာတာများပါတယ်ဒီနေရာမှာကျွန်တော်သိလိုက်တဲ့အရာတစ်ခုကခံစားချက်ဆိုတာကောက်ရုံမိလို့ပဲတခဏနဲ့လုံကျွမ်းပြီးတော့ပြုတ်သွားရဆိုတာပါဒါကြောင့်ခံစားချက်တွေပြင်းထန်လာတဲ့ချိန်ဆုံးဖြတ်ချက်မချပါနဲ့အချိန်လေးနည်းနည်းလေးပြီးတော့မေးကြည့်ပါဒီအရာကအမှားခံစားချက်လားဒါမှမဟုတ်ငါ့ဘဝအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေလားဆိုတော့ပေါ့လေဆိုတော့အားလုံးပဲနောက်ဝီဒီယိုမှာထပ်တွေ့ချင်ပါသေးတယ်